ကိုဒီမျက်နှာဖုံးကိုမစွတ်ပါတော့နဲ့စစ်မှန်တဲ့ချစ်ချင်းမြတ်တာကိုရှာဖွေတဲ့ဝက်မျက်နှာနဲ့လူတယောက်အကြောင်းတခါကတန်းကျဲတဲ့တထေးလေးများမှာအိမ်အောင်သက်အလွန်ကြာပြီးမှကလေးတယောက်မွေးဖွားခဲ့ပါတယ်။သူတို့ဇနီးမောင်နှံကမွေးဖွားလာတဲ့တာယောက်ျားလေးကတော့တာမန်ကလေးတွေလို့မဟုတ်ဘဲနဲ့ဝက်မျက်နှာနဲ့မို့လို့မိဘနှစ်ပါးလုံးကစိတ်ဆင်းရဲနေကြပါတယ်။အိုးငါရဲ့သားလေးကိုကြည့်ပါဦး။သားလေးကလူဆိုပေမဲ့ဝက်မျက်နှာနဲ့ပါလား။ငါတို့ဘာတွေလုံးမိလို့ဒီကလေးအခုလိုဖြစ်လာရတာလဲ။မင်းလူလောကမှာဘလို့ရှင်းတတ်မလဲ။သားလေးကဘလို့ဖြစ်ရတာလဲကွယ်။အခုလိုဝက်ကောင်းနဲ့မွေးလာခဲ့တာစိတ်မကောင်းပါဘူး။တထေးကြီးဇနီးမောင်နှံကတော့ဝက်မျက်နှာနဲ့သားလေးမွေးလာတာကြောင့်စိတ်မကောင်းဖြစ်နေရရှာပါတယ်။ကလေးလေးကမွေးလာကလေးကရှုပ်စုံလုံးနေပါတယ်။ဒါပေမဲ့တထေးကြီးရဲ့သားလေးကမွေးလာကလေးကညံထမြတ်ပြီးတော့အသိပညာဗဟုသုတကျွယ်ဝပါတယ်။သူကညံကောင်းပြီးတော့အလုပ်လေးစူးစမ်းပါတယ်။စာအုပ်စာပေတွေကိုလေ့လာလိုက်စားပြီးတော့လူကြီးတွေကိုလည်းလေးစားပါတယ်။ဦးလေးတို့မင်္ဂလာပါခင်ဗျ။ဒီနေ့ဥပုံနေ့မဟုတ်လား။အတူတူကုသိုလ်လေးတွေလုပ်ကြရအောင်လေဗျာ။အေးကောင်းတာပဲ။မင်းကအတော့ကိုကြီးလာပြီပဲ။မတွေ့တာကြားလို့ထင်တယ်။တားလေးကခဏကြာရင်အတူတူဖျားเจ้าကိုသွားကြတာပေါ့။ဝက်မျက်နှာနဲ့ကောင်လေးကအရွယ်ရောက်လာတော့မိဘတွေရဲ့အလုပ်တွေကိုကူးလုပ်ပေးပါတယ်။သူကလူကြီးတွေကိုလည်းအမြဲလေးစားပါတယ်။ဒေဇာရဲ့မိဘတွေကတော့တားလေးကိုအယမ်းချစ်ပြီးတော့ဂရုစိုက်ပါတယ်။တားလေးစားပါပူနေသေးလို့တားစားလေ။အမေတားအခုရရောက်လာပြီအိမ်တော်ပြုတ်ခြင်းနဲ့ကျေးဇူးပြုပြီးတော့တားကိုမိမရှာပေးပါ။တားဖြစ်သူကတော့သူ့ရဲ့မိဘတွေကိုမယားရှာခိုင်းခဲ့ပါတယ်။ဦးမြင့်ရောဇနီးမောင်နှံကတော့တားလေးကိုကြည့်ပြီးတော့တယောက်မျက်နှာတယောက်ကြည့်လိုက်ပါတယ်။တားလေးအတွက်လည်းစိတ်မကောင်းဖြစ်သွားပါတယ်။တားလေးမမေတို့ကဘယ်မှာသွားရှာပေးရမှာလဲကွယ်။တားကဝက်မျက်နှာနဲ့ဆိုတော့ဘသူကတားကိုလက်ထပ်မှာလဲ။တားကချောင်းမနိုင်တော့လက်သမီးလိုမရမျိုးအဖေတို့ရှာပေးနိုင်ပါတယ်။ဒါပေမဲ့အခုတားကရုပ်ဆိုးနေတာလေ။မိဘတွေကအခုလိုပြောလိုက်တော့တေးစလည်းအခုလိုပြန်ပြောလိုက်တယ်။အဖေတို့မေတို့ရှာလို့မရရင်လည်းတားကိုယ်တိုင်လိုက်ရှာလိုက်မယ်။တားကိုအိမ်ကနေသွားခွင့်ပေးပါ။တားဇနီးကောင်းတယောက်ရှာပြီးတော့ပြန်လာပါမယ်။တေးစားကပြောဆိုပြီးတာနဲ့ရက်အနေငယ်အကြာမှာပဲအိမ်ကနေထွက်သွားတယ်။မိဘနှစ်ပါးကတော့တားအတွက်စိတ်ပူနေကြတယ်။အခုဆိုရင်တော့တေးစားကအိမ်ကနေထွက်သွားတာရက်အတန်ကြာပြီဖြစ်ပါတယ်။အိုးငါရဲ့သားလေးအချက်စစ်ကိုရှာလို့တွေးပါမလား။သူ့ကိုသဘောကျတဲ့သူတော့ကန့်ကောင်းပါပဲ။သားလေးအချက်စစ်ကိုရှာတွေ့ပါစေ။သူလည်းအရွယ်ရောက်လာပါပြီ။ငါတို့သူ့ကိုလက်လွတ်ရမယ့်အချိန်ကိုရောက်လာပြီလေ။သူ့ကိုလွတ်လပ်ခွင့်ပေးထားလိုက်ပါ။စိတ်မပူပါနဲ့။တေးစားကအိမ်ကနေထွက်လာတော့တောအုပ်လေးတစ်ခုတည်းကိုရောက်ရှိလာတယ်။တေးစားကအပြင်ကိုရောက်တာနဲ့ဆုတောင်းလိုက်တယ်။ကျွန်တော်အချက်စစ်ရှာတွေ့အောင်ကူညီပေးကြပါ။တေးစားကဆုတောင်းပြီးတာနဲ့ပြန်ပြီးတော့ခရီးဆက်လာလိုက်တယ်။တေးစားတယောက်တောအုပ်လေးရဲ့အထဲဘက်ကိုရောက်လာတော့အပင်ရင်းမှာခဏနာကပါလာတဲ့ထမင်းတုပ်ကိုဖြေစားလိုက်ပြီးတော့အပင်ရင်းမှာခဏအနားယူနေလိုက်တယ်။ပြီးတော့တေးစားကခရီးပြန်ဆက်ခဲ့ပါတယ်။ရက်အတန်ကြာအောင်ခရီးဆက်လာခဲ့လိုက်ရင်တေးစားတယောက်အရှိခလာလာမှာအဖားအိုတယောက်အာလူးတူးနေတာကိုတွေ့လိုက်ရတယ်။တေးစားလည်းအဖားအုပ်ကိုမြင်ရတော့အဖားအုပ်စီသွားလိုက်ပြီးတော့နှုတ်ဆက်လိုက်တယ်။အဖားတယောက်တည်းဘာလုပ်နေရလဲ။ကျွန်တော်ကူညီပေးရမလား။တေးစားကမေးလိုက်တော့အဖားအုပ်ကတေးစားကိုကြည့်လိုက်ပြီးအယမ်းကိုလန့်သွားပါတယ်။အိုးငါပဲအမြင်မှားတာလား။ तू ကလူလားဝက်လားငါအမြင်မှားတာလား။ငါဘာလို့ဒီလိုမြင်ရတာလဲ။မင်းကလူလားနှက်ဆိုးလား။ကျွန်တော်ကလူပါအဖားနှက်ဆိုးမဟုတ်ပါဘူး။ကျွန်တော်ကိုမကြောက်ပါနဲ့။ကျွန်တော်အဖားကိုကူညီပေးရမလား။ဖောင်းကရင်ကြီးတိမ်မွေးတဲ့အပြောဆိုကြောင့်အဖွားအိုကကြောက်စိတ်မရှိတော့ဘဲနဲ့ဝက်ကောင်းနဲ့ကောင်လေးကိုတနာသွားတယ်။အဖွားအိုကတေးစားကိုတေးချအကဲခတ်လိုက်ပြီးလူကောင်းတယောက်ဖြစ်မယ်ဆိုတာကိုယုံကြည်သွားပြီးတော့သူ့ရဲ့သားလေးတယောက်လုံးခင်မင်သွားတယ်။အာလူးတူးနေတာတားရဲ့တားကဘယ်ကနေလာခဲ့ရလဲ။ကျွန်တော်အိမ်ကနေထွက်လာတာရက်တော်ကြပါပြီ။အဖွားအိုမြင်လို့ဒီကိုလာခဲ့တာပါ။အဖွားကဒီမှနေတာလား။သားသမီးတွေရောမရှိဘူးလား။အဖွားရဲ့အိမ်ကဟိုးပါမှာလေ။အဖွားကမုတ်ဆိုးမှာပါ။သမီးနှစ်ယောက်ရှိပါတယ်။အေးအေးနဲ့ထွေးထွေးလို့ခေါ်တဲ့သမီးလေးနှစ်ယောက်ရှိတယ်။တေးစားလည်းသူ့ရဲ့အကြောင်းတွေကိုပြောပြလိုက်တယ်။အဖွာကျွန်တော်မိမလိုချင်တယ်။ဒါကြောင့်ကျွန်တော်ခီးထွက်လာတာပါ။ကျွန်တော်ကိုလက်ခံပေးပါ။လူတိုင်းကတော့ကျွန်တော်ကိုညှင်းပယ်နေကြပါတယ်။ကျွန်တော်မှမျှော်လင့်ချက်တွေပျောက်ဆုံးနေပါပြီ။အခုလိုကြားလိုက်ရတဲ့စကားကြောင့်အဖွားကဝက်မျက်နှာနဲ့ကောင်လေးကိုတနာသွားတယ်။ဒါတကယ်မိမလိုချင်နေရင်တော့အိမ်ကသမီးနှစ်ယောက်နဲ့မိတ်ဆက်ပေးမယ်လေ။အဖွားကတော့ပြောလိုက်ပြီးခဏအကြာမှာပဲတေးစားကလည်းအဖွားရဲ့အလုပ်တွေကိုဝိုင်းပြီးတော့ကူညီလုပ်ကိုင်ပေးတယ်။အလုပ်ပြီးတော့အဖွားကတေးစားကိုသူ့ရဲ့အိမ်လေးစီကိုခေါ်သွားပါတယ်။တေးစားကမကြမီမှာပဲအဖွားရဲ့အိမ်လေးကိုရောက်ရှိလာခဲ့တယ်။မင်္ဂလာပါခင်ဗျ။ဟုတ်ကဲ့မင်္ဂလာပါရှင်။ကျွန်တော်မကြောက်ပါနဲ့ကျွန်တော်ကတာမန်လူတယောက်ပါပဲ
တေစားကအေးအေးတို့နဲ့စကားတူပြောဆိုနေတော့အဖွားကလည်းသူ့သမီးလေးကိုသဘောကျရင်တော့သမီးလေးကိုသဘောတူလိုက်မယ်လို့တွေးနေပါတယ်။အဖွားကတော့သူ့ရဲ့သမီးတွေကိုတေစားနဲ့သဘောတူနေပါတယ်။တားလီမကြမီမောင်းတော့မယ်ဒီညတော့ဒီမှာပဲအိတ်လိုက်နော်။လမ်းကမောင်းရင်အန်ရများတယ်ကွ။တေစားတယောက်အဖွားရဲ့အိမ်လေးထဲမှာပဲနေထိုင်လာခဲ့။တေစားကဒီမှာနေရတာကိုပျော်နေပါတယ်။အေးရောထွေတို့ကတေစားကိုချစ်ကြပါတယ်။အကိုကြီးအားလုံးသွားတူရအောင်လေ။အိုးဟုတ်သားပဲအတူတူသွားကြတာပေါ့။တနေ့မှာတော့အဖွားကသူ့ရဲ့သမီးနှစ်ယောက်နဲ့စကားပြောပါတယ်။သမီးတို့နှစ်ယောက်တည်းကဘသူတေစားနဲ့လက်ထပ်ချင်လဲ။အဖွားကပြောလိုက်တော့သမီးအကြီးကညင်းဆိုပါတယ်။အဲဒီအချိန်မှာတော့သမီးငယ်ကသူ့လက်ထပ်ချင်ကြောင်းပြောလိုက်တယ်။သမီးကဝက်မျက်နှာနဲ့သူ့ကိုလက်ထပ်ချင်တာလား။သူကလူကောင်းပါမေ။ဟုတ်ပါတယ်အမေ။သမီးညီမလေးကိုသူနဲ့သဘောတူပါတယ်။အမေအစင်ပြေသလိုသာလုပ်လိုက်ပါ။သမီးသူ့ကိုလက်ထပ်ပါမယ်။ဖောင်းကလည်းပြောသားပြီးဒီเจ้าကိုတေစားကိုပြောလိုက်တယ်။တားလီသမီးလေးအေးကတားကိုလက်ထပ်မယ်လို့ပြောတယ်။တားဘက်ကရောဘလို့သဘောရလဲ။အိုးတကယ်လားအမေဝမ်းသာလိုက်တာ။ဒီလိုနဲ့တေစားဟာဖားအောင်ရဲ့ငယ်ဆုံးသမီးလေးအေးနဲ့လက်ထပ်ခဲ့ပါတယ်။အဲ့ဒီမင်္ဂလာပွဲလေးကိုတော့ဖားအောင်တို့ရွာကသူတွေအကုန်လာကြပါတယ်။တေစားရဲ့မိဘနှစ်ပါးကလည်းတားလေးကြောင့်အရန်ကိုပျော်ရွှင်နေရပါတယ်။တားလီနောက်ဆုံးတော့အချက်စစ်ကိုရှာတွေ့ရပြီ။တားလေးရဲ့ဇနီးလောင်းလေးကလည်းတကယ်ကိုလှတာပဲ။ငါ့ရဲ့တားလေးကတကယ်ကိုစမ်းပွင့်တာပဲ။ဒီလောက်လာတဲ့သူကိုရှာယူနိုင်ခဲ့တယ်။တားတို့သမီးတို့အဆင်ပြေကြပါစေကွယ်။သက်ဆုံးတိုင်ပေါက်ဖက်နိုင်ကြပါစေ။ရေးလို့အေးလို့ပန်းလို့မှီးကြပါစေကွယ်။တထေးကြီးဇနီးမောင်နှံကတားလေးအတွက်တီးတန့်အိမ်လေးတစ်လုံးကိုစောက်ပေးခဲ့ပါတယ်။တေစားနဲ့အေးရိုကအဲ့ဒီအိမ်လေးမှာအတူနေထိုင်ကြပါတယ်။တေစားကတော့သူ့ရဲ့ဇနီးလေးကိုအယမ်းချစ်ပါတယ်။တေစားကဇနီးလေးကိုကောင်းကောင်းမွန်မွန်နဲ့ဂရုစိုက်ပါတယ်။အလုပ်တွေမှန်သမျှကိုလည်းတေစားကတယောက်တည်းပို့ပြီးတော့လုပ်ကိုပေးပါတယ်။နောက်အနေငယ်ကြတော့ရွာလေးထဲမှာပျော်ပွဲရှင်ပွဲလုပ်မယ်ဆိုတဲ့သတင်းကိုတရွာလုံးသိအောင်ကြီးညာလာပါတယ်။ရွာရင်းကသူတွေကလည်းပျော်ပွဲရှင်ပွဲလုပ်မယ်ဆိုတဲ့သတင်းကြောင့်အားလုံးကဝမ်းသာပျော်ရွှင်သွားခဲ့ကြပါတယ်။ရွာသားတွေကပျော်ပွဲရှင်ပွဲကိုမသွားရောက်ခင်စားတောက်ကြပါတယ်။မိမဒီညငါတို့သွားကြည့်ကြမလား။ဟုတ်ကဲ့အခုသဘောပါပဲ။ရွာတကြီးရဲ့အိမ်နာမှာကျင်းပမယ်တဲ့။ငါတို့စားတောက်ပြီးရင်သွားကြတာပေါ့။ပွဲမစခင်မြန်မြန်စားတောက်လိုက်ကြရအောင်လေ။အေးကလည်းပျော်ပွဲရှင်ပွဲကိုသွားကြည့်ချင်နေပါတယ်။ဒါကြောင့်ယောက်ျားဖြစ်သူကိုလာခေါ်ပါတယ်။ယောက်ျားကျမတို့အတူတူသွားကြည့်ကြရအောင်နော်။မြို့ကဂီတသမားတွေရောမလာဖျော်ပေးနေကြပြီ။အတူတူသွားကြရအောင်လေ။ကိုနေမကောင်းဘူးမိမ။မနေ့တည်းကနေမကောင်းဖြစ်နေတာ။ကိုအိမ်မှာပဲစောင့်နေလိုက်မယ်နော်။ဒါဆိုကျမသွားလိုက်မယ်။အိမ်နီးနားချင်းတွေနဲ့လည်းပြောထားတာဒီညနောက်ကြမယ်နော်။အေးလည်းတေချာမာခဲ့ပြီးတော့အိမ်ထဲကနေထွက်လာခဲ့တယ်။တေစားတယောက်တည်းအိမ်မှာကြံရက်တော့တေစားတယောက်ဝက်မျက်နှာဖုံးကိုချွတ်လိုက်ပါတယ်။တေစားလည်းချက်ချင်းပဲမြင်းကိုစီးပြီးတော့ပျော်ပွဲရွှင်ပွဲကိုလိုက်သွားပါတယ်။အဝေးခက်လန်လန်ကနေဂီတတန်တွေကြားနေရပါတယ်။တေစားကပျော်ပွဲရွှင်ပွဲကိုရောက်လာပြီးဖျော်ဖြေပေးနေတာတွေကိုကြည့်ရှုကအိမ်လေးကိုခတ်သက်ပြန်လာခဲ့တယ်။တေစားကသူ့ရဲ့မျက်နှာဖုံးကိုအမြန်ဆွတ်လိုက်ပြီးအရင်အတိုင်းဟန်ဆောင်နေလိုက်ပါတယ်။သူ့ရဲ့ဇနီးဖြစ်သူပြန်ရောက်လာတော့တေစားလည်းဘာမှမသိသလိုဟန်ဆောင်ပြီးမေးလိုက်တယ်။မိမမင်းပြောရဲ့လား။ဟုတ်အကိုပွဲကအရန်စီတာပဲ။ဖျော်ဖြေပေးနေတဲ့သူတွေကကခုံတာအရန်ကောင်းနေ။ကြည့်ရတာအရန်ကိုပြောစရာကောင်းမှန်ထင်တယ်နော်။ဒါပေါ့အကိုရဲ့အရန်ကိုစီကားတာ။နောက်တနေ့ရောက်တော့အေးကထုံးစံအတိုင်းယောက်ျားဖြစ်သူကိုခေါ်ပါတယ်။ဒုတိယနေ့မှာလည်းတေစားကမလိုက်ဘဲညင်းဆိုလိုက်တော့အေးတယောက်တည်းထွက်သွားပါတယ်။တေစားကမျက်နှာဖုံးကိုဆွဲချိုးလိုက်တယ်။ပြီးတော့ပွဲတော်ကိုနောက်ကနေလိုက်သွားတော့တယ်။တတိယညမှာလည်းတေစားကမျက်နှာဖုံးကိုဆွဲချိုးလိုက်တော့အေးကအသာချောင်းကြီးရာကနေမြင်တွေ့သွားပြီးချက်ချင်းပဲအနောက်ကနေပြေးဖက်ထားလိုက်တယ်။ဟဲဘာလဲ။အကူဒီမျက်နှာဖုံးကိုမတက်ပါနဲ့တော့ကျမတို့ကလက်ထပ်ပြီးသားလေဖုံးခွေစရာမှမလိုတာ။ကောင်းပြီငါမွေးတော့ပါဘူး။ဒီကိစ္စကိုမင်းကိုရှင်းပြပါမယ်။တေစားကသူ့မိမကိုအဖြစ်မှန်တွေကိုရှင်းပြလိုက်တယ်။တနေ့မှာတော့တေစားတယောက်တော်ရဲကိုထွက်လာခဲ့တာ။တော်ရဲကိုရောက်တော့အရှိခါလလာမှာကြားကြောင်အပေမော်ကိုတက်ပြေးသွားတဲ့လူတယောက်ကိုတွေ့လိုက်ရတယ်။ဟမ်အပေမော်ကဦးလေးတော့ငါမကူညီကြားစာဖြစ်တော့မှာပဲ။သိကြတယ်ငါအမြန်ကူညီမရမယ်။တေစားကကြားစီကိုပြေးဝင်သွားပြီးပါလာတဲ့ဓာတ်နဲ့ခုတ်ပါတယ်။တေစားကတိုက်ခိုက်တာကြောင့်ကြားလဲပြေးထွက်သွားတယ်။အဲ့ဒီအချိန်မှာတော့အပေမော်ကဦးလေးကဆင်းလာပြီးတေစားကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။အယံကိုကျေးဇူးတင်ပါတယ်။မဟုတ်ရင်ဦးလေးကြားကိုက်ခံရမှာသိကြတယ်။ကြားမစရင်လေဦးလေးကအပေမော်မှာငတ်ပြီးတေးရမှာ။ရပါတယ်ဦးလေးရဲ့အခုဖိတ်စာနေပြီလား။ဟုတ်တယ်တူမောင်ဘာမှမစားရသေးဘူး။ဒါဆိုရင်တူတူစားကြအောင်လေဗျာ။ကျွန်တော်မှထမင်းထုတ်ပါပါတယ်။တေစားကသူ့မှာပါလာတဲ့ထမင်းထုတ်လေးကိုထုတ်ပေးလိုက်တယ်
ငါတောင်စားလိုက်တော့တူမောင်ကဘာလို့စားမှလဲကျွန်တော်ကကိစ္စမရှိပါဘူးဗျာဦးလေးကကျွန်တော်ထပ်ပိုက်ပို့စားနေမှာတေးစားရဲ့စိတ်ကောင်းရှိတဲ့ပုံကိုမျက်နှာစိမ်းလူတယောက်ကတွေးလိုက်တယ်ဒီကလေးစိတ်ကောင်းရှိတယ်သူ့ကိုငါဆန္ဒတစ်ခုဖြည့်ဆည်းပေးရမယ်တေးစားအရှိမရှိနေတဲ့လူကချက်ချင်းပဲနမင်းတစ်ပါးအဖြစ်ပြောင်းလဲသွားတယ်တေးစားလည်းအခုလိုမြင်လိုက်ရတော့အံ့ဩသွားတယ်မင်းကကျင်နာတက်လို့မင်းကိုလိုချင်တဲ့ဆုကိုငါပေးမယ်မင်းကြိုက်တာဆုတောင်းမှာကျွန်တော်တာမန်လူသားတယောက်လိုပဲဖြစ်ချင်ပါတယ်ဒီဘက်ကောင်းကိုလည်းမလိုချင်ပါဘူးအဲ့ဒီလိုဆုတောင်းလိုက်တော့နမင်းကချက်ချင်းပဲသူ့ရဲ့တကိုယ်ရင်းနဲ့တေးစားကိုပြောင်းလဲပေးလိုက်တာအရန်ကိုချော်မော်ရီလူတယောက်အဖြစ်ပြောင်းလဲသွားပါတယ်ကောင်းလီလူတွေကအပြင်ရုပ်သွင်းမျိုးကိုကြည့်ပြီးတော့ချစ်ကြတယ်မုန်းကြတယ်မင်းကိုထားမသွားတဲ့သူတွေကမင်းကိုတကယ်ချစ်ကြတဲ့သူတွေပဲငါပြောတာကိုကောင်းကောင်းမှတ်ထားပါတေးစားလည်းအိမ်ကိုပြန်ရောက်လာတော့နမင်းကအဆုံးမထားတာတွေကိုပြန်သတိရခဲ့ပြီးတော့တနေ့နေ့မှာအိုလာခဲ့ရင်အရေးအကြောင်းတွေနဲ့သူ့ကိုထပ်ပြီးတော့မချစ်တော့မှစိုးရိမ်တာကြောင့်တေးစားလည်းမျက်နှာဖုံးကိုပြန်ဆွတ်ကဟန်ဆောင်ထားလိုက်တယ်တေးစားကအီကိုအားလုံးပြပြလိုက်တော့အီကရေးလိုက်ပြီးတော့အကိုရဲ့ညီမကအပေါ်ရန်ကိုကြည့်ပြီးတော့လက်ထပ်ခဲ့တာမဟုတ်ပါဘူးအကိုမှာအားသာချက်တွေအများကြီးရှိပါတယ်ဝက်ကောင်းနဲ့ဆိုရင်လည်းချစ်နေမှာပဲအကိုကလူကောင်းတယောက်လေအပေါ်ရန်တွေကအရေးမကြီးပါဘူးတနေ့မှာတော့ဘရင်ကြီးနဲ့ရွာဆန်သွားခဲ့ပြီးထီနန်းကိုဆက်ခံမဲ့သူမရှိဖြစ်နေပါတယ်ဒါကြောင့်နန်းတွင်းတွေကသူတွေကညံထမ်းမြက်တဲ့သူကိုရှာဖွေနေပါတယ်ငါတို့ရင်ရင်ထမ်းမြက်တဲ့လူကောင်းတယောက်ကိုဘရင်တင်မြောက်ဖို့ရှာဖွေရမယ်ရှာဖွေမှုကမလွယ်ကူပါဘူးအရေးချင်းကောင်းရှိတဲ့သူကိုတေချာရွေးချယ်ရမယ်အဲ့ဒီအချိန်မှာတော့တေစားကအစေးရဲကိုရောက်ရှိလာပြီးစစ်တီရဲမတ်တွေနဲ့တွေ့ကနန်းတွင်းကိုပါသွားခဲ့ပါတယ်တေစားမှာအရေးချင်းတွေပြည့်မီနေတာကြောင့်တေစားကိုဘရင်အဖြစ်တင်မြောက်လိုက်ကြပါတယ်အားလုံးကတေစားကိုအယိုသေးပေးလိုက်ကြပြီးဆုတောင်းပေးခဲ့ကြတယ်ဒီလိုနဲ့တေစားဟာဘရင်တစ်ပါးဖြစ်လာပါတယ်သူကတိုင်းပြည်ကိုတရားသဖြင့်အုပ်ချုပ်ပါတယ်တနေ့မှာတော့ဘရင်ကြီးဟာသူ့ရဲ့မိဘတွေကိုတတိယလာပြီးဘရင်ကြီးကတွားရောက်တွေ့ဆုံခဲ့တယ်ဦးမြင့်ရီတို့ဇနီးမောင်နှံကအခုလိုဘရင်ကြီးကိုယ်တိုင်ကြွရောက်လာတာကိုအံ့အားသင့်သွားကြတယ်။အိုးတထေးကြီးတဲ့မှာကလေးဘယ်နှယောက်ရှိလဲပြောပါအောင်။တထေးကြီးကလည်းသူ့မှာသားလေးတစ်ယောက်သာရှိကြောင်းပြန်ဖြေဆိုလိုက်ပါတယ်။သူကဝတ်မျက်နှာနဲ့ပါလို့ပြောလိုက်တော့ဘရင်ကြီးလည်းကြမ်းမော်တူထောက်ကြပြီးသူဟာဝတ်ကောင်းတဲ့သူဖြစ်ကြောင်းအဖေမေတို့ရဲ့သားလေးဖြစ်ကြောင်းပြောလိုက်တယ်။ဘရင်ကြီးကသူ့ကိုကြွေးမွေးခဲ့တဲ့ကျေးဇူးတွေကိုပြန်ဆက်ချင်တာကြောင့်နန်းတွင်းကိုလိုက်ခဲ့ဖို့မိဘတွေကိုဖိတ်ခေါ်လိုက်တယ်။ဘရင်ကြီးကနန်းတော်မှာမိဘတွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်လာခဲ့ပြီးဘရင်ကြီးကပြက်ကလေးလှုပ်ဖို့ကိုလည်းအမိန့်ပေးခဲ့ပြီးဝက်နှစ်ကိုထပ်သွင်းခိုင်းခဲ့ပါတော့တယ်ရှင်။ဟုတ်ကဲ့ပါရှင်ဇလန်းလေးကတော့ဒီမှာပြီးဆုံးသွားခဲ့ပါပြီ။မကြခင်မှာလည်းအခုထပ်ကောင်းတဲ့ဇလန်းလေးတွေနဲ့အတူတူပြန်လာခဲ့ဦးမှာမို့ဆောင်းမြောက်အားပေးကြပါအောင်နော်။အခုလိုအားပေးနှဆင်ခဲ့ကြတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။